ရှေးခါကတာယာလာတဲ့ပုတ်ပါတောင်ကြီးမှာတပြေကုန်းဆိုတဲ့ရွာကလေးတွေရှိပါတယ်။ဒီရွာလေးမှာဖိုးတူတောင်ဆိုတဲ့ရိုးသားပြီးကျိုးစားတဲ့လူငယ်လေးတစ်ယောက်နေထိုင်ပါတယ်။သူဟာဆင်းရဲပြီးပဲစိတ်ထားကောင်းပြီးသူတစ်ပါးကိုကူညီခြင်းသူပါ။အဲ့ဒီနေ့မှာပဲသူဟာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူဟာစူးစမ်းလိုစိတ်နဲ့ဂူရဲကိုတဖြည်းဖြည်းဝင်သွားခဲ့ပါတယ်။ဂူအလယ်မှာတော့အလွန်လှပတဲ့ရွှေဖားရုပ်ကြီးတစ်ရုပ်ကိုတွေ့လိုက်ရပါတယ်။ဖိုးတူတောင်ကထိလိုက်တာနဲ့ဖားရုပ်ကြီးဟာအသက်ဝင်ပြီးနိုးထလာပါတယ်။ဖားရှင်ကြီးကဖိုးတူတောင်ကိုစုမပေးခင်ပုတ်စာ3ခုနဲ့စတင်စမ်းသပ်ပါတယ်။ပထမမေးခွန်းကတော့မီးထပ်ပူတာဘာလဲဆိုတာပါပဲ။ဖိုးတူတောင်ကလူစိတ်ထဲကလောဘဟာမီးထပ်ပူကြောင်းဖြေကြားခဲ့ပါတယ်။ဒုတိယမေးခွန်းကတော့ဓာတ်ထပ်မြက်တာဘာလဲဆိုတာပါပဲ။ဖိုးတူတောင်ကလူရနှုတ်ထက်စကားဟာဓာတ်ထပ်မြက်ကြောင်းဖြေလိုက်ပါတယ်။နောက်ဆုံးမေးခွန်းကတော့သမုဒ္ဒရာထနှက်တဲ့အရာကိုမေးတာပါ။ဖိုးတူတောင်ကလူစိတ်ရဲ့အလူရမတ်ဟာသမုဒ္ဒရာထနှက်ကြောင်းမှန်ကန်စွာဖြေကြားနိုင်ခဲ့ပါတယ်။ဖားရှင်ကြီးဟာတဘိုးကြပြီးဖိုးတူတောင်ကိုတန်ဖိုးကြီးပတမ ्या တစ်လုံးစုပေးပါတယ်။ဒါပေမဲ့ဖားရှင်ကြီးကလောဘမကြီးမှုအတိအချာသတိပေးလိုက်ပါတယ်။တနည်းကိုလက်တဆုပ်စာထက်ပိုမယူနဲ့ပိုယူလင်အစိတ်ဖြစ်လိမ့်မယ်တဲ့လေ။ဖိုးတူတောင်ဟာပတမ ्या ကြီးကိုယူပြီးဝမ်းသာအားရရွာကိုပြန်လာခဲ့ပါတယ်။ပတမ ्या ရဲ့အကူအညီနဲ့ဖိုးတူတောင်ဟာရွာမှာအချမ်းသာဆုံးတထေးဖြစ်လာပါတယ်။ဖိုးတူတောင်ရဲ့ချမ်းသာမှုကိုမြင်တဲ့ဦးလှဘုံဟာမနာလိုစိတ်တွေပြင်းထန်လာပါတယ်။ဦးလှဘုံဟာဖိုးတူတောင်ရဲ့လျှို့ဝှက်ချက်ကိုသိဖို့အမျိုးမျိုးကြံစီပါတော့တယ်။ဦးလှဘုံဟာသူ့ရဲ့သမီးချော်လီမေထွေးကိုဖိုးတူတောင်စီလွှတ်လိုက်ပါတယ်။မေထွေးဟာဖိုးတူတောင်နဲ့ရင်းနှီးအောင်စူးစမ်းခဲ့ပါတယ်။ဦးလှဘုံဟာဖိုးတူတောင်ကိုလောဘဝင်အောင်အမျိုးမျိုးမြုပ်ပင့်ပါတယ်။ဖိုးတူတောင်ရဲ့စိတ်ထဲမှာဖားရှင်ကြီးရဲ့တတိပေးချက်ထက်လောဘကပိုကြီးလာပါတယ်။နောက်ဆုံးတော့ဖိုးတူတောင်ဟာဂတိကိုဖောက်ဖျက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူထင်တယ်လို့ဖြစ်မလာပဲရွှေတွေအစားကြောက်စရာငွေတွေကင်းမီကောက်တွေထွက်လာပါတယ်။ခဏချင်းမှာပဲသူ့ရဲ့စီးစိမ်တွေအားလုံးပျောက်ကွယ်သွားပါတော့တယ်။ဖားရှင်ကြီးဟာဖိုးတူတောင်ကိုနောက်ဆုံးသင်ခန်းစာပေးလိုက်ပါတယ်။လောဘကြောင့်မင်းမရှိတာတွေပါဆုံးရှုံးသွားပြီတဲ့လေ။ဖိုးတူတောင်ဟာနောင်တရသွားပြီးအရင်လိုရိုးသားတဲ့ဘဝကိုပြန်ဆခဲ့ပါတယ်။လောဘကြီးလင်ပစ္စည်းတက်သည်ဆိုတဲ့အတိုင်းမိမိရရှိတဲ့အရာပေါ်မှာရောင်ရဲတက်ဖို့လိုကတ်ပါတယ်။ရောင်ရဲခြင်းဟာအစစ်အမှန်ချမ်းသာခြင်းပါပဲ။